ပန်ကားပြောင်းပြန်လဲနေတဲ့ပြဿနာကိုအလွယ်ကူဆုံးဖြေရှင်းပြီးပန်ကားကပြောင်းပြန်လဲနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ AC ရဲ့အဝင်ကျိုးကိုအရင်ကြည့်လိုက်နော်ဒီမှာဆိုရင်လည်းကျွန်တော် AC အဝင်ကျိုးကိုကြည့်လိုက်မယ်နော်ဒီမှာ AC ဝင်ကျိုးကိုကြည့်လိုက်တဲ့အခါမှာဆိုရင်သူကဒီမှာခလုတ်စီကိုဒီမှာတိုင်မာခံပြီးတော့သွားတယ်ပေါ့နော်ဒီဘက်ကျိုးတွေကတော့ဒါ speed 1 2 3ကျိုးတွေဒီမှာဆိုရင်ဒါက AC တစားဝင်မယ်ဒီဘက်မှာကတော့တိုင်မာလေးခံပြီးတော့ AC ကဒီမှာခလုတ်ခုံစီကိုသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီပေါ့နော်ဒီအနက်ကျိုးကိုဖြုတ်ထားမယ်ဒီမှာအနီကျိုးကိုကျွန်တော်တို့က AC ဝင်မဲ့ကျိုးတစ်ကျိုးကိုချိတ်ဆက်လိုက်မယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီခလုတ်ခုံကိုဝင်တဲ့ AC တစားကိုအသေး join ထားလိုက်မယ်ပြီးကြရင်ဒီမှာပေါ့နော်ဒီမော်တာအုံကိုသွားတဲ့ဒီအနက်တစားကိုဖြုတ်ထားလိုက်မယ်ဒီမှာဆိုရင်ဒီကျိုးနှစ်ချောင်းက AC ဝင်မဲ့ကျိုးနှစ်ချောင်းအဲ့တော့ဒီမှာဆိုရင်ကျွန်တော် AC တစ်ချောင်းကဘယ်ကိုသွားထားလဲဆိုလို့ရှိရင်ဒီမှာတိုင်မာကို join ထားတယ်ဒီတိုင်မာနေမှတစ်စက်ဒီမှာ speed 1 2 3ကျိုးလို့ရှိရနော်အဲ့ကျိုးတွေကိုသွားမှာဒါကတော့ကျွန်တော်တို့ဒီအကြောင်းအရာတွေကတော့ရှင်းပြထားပြီးသားဖြစ်တယ်ဒီ AC ကျိုးကိုဒီတိုင်မာဘက်မှာချိတ်ဆက်ထားလိုက်တယ်ဂျန်နယ်ကျိုးကိုဒီမှာဆိုရင်ဒီကောင်ကကပစီတာကိုသွားတဲ့ကျိုးနော်အဲ့ကျိုးကိုဒီမှာလွတ်ထားလိုက်တယ်နော်ဒီကျိုးလွတ်ထားလိုက်တယ်အဲ့တော့ကျွန်တော်ကကပစီတာရဲ့ကျိုးနှစ်ဆကိုအရင်ရှာပြီးတော့ကပစီတာရဲ့ကျိုးနှစ်ဆကိုဒီ EPC နောက်တစ်ကျိုးဂျန်နယ်တစ်ကျိုးနဲ့စမ်းပြီးတော့ထိကြည့်လိုက်မယ်နော်ဒီမှာဆိုရင်ဒီကျိုးကကျွန်တော်လက်ထဲကကျိုးကဒါ EPC ဂျန်နယ်တစ်ချောင်းနော်အဲ့ကောင်ကခုနကဖြုတ်ထားတဲ့ကျိုးကဘယ်ကျိုးဖြစ်မလဲဆိုလို့ရှိရင်ဒီကျိုးတွေကဒီမှာကပစီတာချိတ်ဆက်ထားတဲ့ကျိုးနှစ်ချောင်းတွေကတစ်ချောင်းဖြစ်လိမ့်မယ်နော်အဲ့တော့ဘယ်ချောင်းမှကျွန်တော်တို့ကမသိဘူးနော်တကယ်လို့ပြောင်းပြန်လဲနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါလွဲပြီးတော့ချိတ်ထားလို့မို့ဒီကပစီတာချိတ်ထားတဲ့ကျိုးနှစ်ချောင်းကဘာဖြစ်မလဲဆိုလို့ရှိရင်သူက stack coin နဲ့ run coin နဲ့ကြားမှာဒီကပစီတာကိုခံရတာဟုတ်ပြီနော်အဲ့တော့ကြတော့ဒီကျိုးနှစ်ချောင်းတွေကတစ်ချောင်းကိုကျွန်တော်တို့က EPC ဝင်မှာတစ်ချောင်းကလွဲပြီးချိတ်ထားလို့မို့ဘန်ကာကပြောင်းပြန်လဲတဲ့ပြဿနာဖြစ်နေတာဒီကပစီတာရဲ့ကျိုးနှစ်ဆကိုဘယ်ကောင်အတက်လဲမယ်ဘယ်ကောင်ပြောင်းပြန်လဲမယ်ဆိုတာကိုစမ်းကြည့်လိုက်မယ်ဒီမှာကပစီတာရဲ့ကျွန်တော်တို့ကျိုးတစ်စားကိုရင်ထောက်ကြည့်လိုက်မယ်ဒီမှာဆိုရင်တို့ပြီးလှုပ်ကြည့်လိုက်မယ်ရက်သွားတဲ့အနေထားမှာဆိုရင်ဒီမှာဆိုရင်ဒါပြောင်းပြန်လဲနေအနေထားကိုတွေ့ရလိမ့်မယ်နော်ဒီဘက်ကျိုးကိုအဲ့တော့ပြောင်းချိတ်ကြည့်လိုက်မယ်ဒီကောင်ကညာလဲတာအတက်နော်ရက်သွားတဲ့ချိန်လေးမှာပဲကြည့်ဒီကောင်ကညာလဲတယ်ဒီကောင်ကဘယ်လဲဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကခုနကဖြုတ်ထားတဲ့net ကျိုးတစ်စားဒီကျွန်တော်တို့ဒီနှစ်ခုကိုလွဲပြီး join ထားလို့မို့နော်ဒီကပစီတာရဲ့ကျိုးနှစ်စားကတစ်စားက run coin တစ်စားကကျွန်တော်တို့ stack coin ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီခုနကအကျိုးထုတ်ထားတဲ့တစ်စားကိုဟိုဘက်ဒီဘက်ဒီကောင်လေးကိုလာပြီးတော့ပြောင်း join ပေးလိုက်လို့ရှိရင်ရတယ်တကယ်လို့ကပစီတာကဒီအောက်ခြေမှာထိုင်ထားတဲ့ဆိုရင်ကတော့အောက်ခြေမှာပဲလွယ်ကူပြောင်းလိုက်လို့ရတယ်နော်ဒီမှာဆိုရင်သူကအတိတ်လေတယ်နော်ဒီမှာဆိုရင်ဒီဘက်ကို join လိုက်တယ်ဆိုလို့ရှိရင်ဒါကပြောင်းပြန်လဲသွားတယ်ပြောင်းပြန်လဲတဲ့ပြဿနာလေးကိုနားလည်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်အိမ်တိုင်းမှာပြက်လက်ပြတ်ထားရှိတဲ့လျှက်စစ်ပစ္စည်း10မျိုးကိုကိုယ်တိုင်ပြုပြင်တက်သွားပြီဆိုရင်အိမ်သုံးစရိတ်ငွေကုန်သက်သာရုံနဲ့မကပဲအပိုဝင်ငွေပါရလာနိုင်ပါတယ်မိသားစုအတွက်ပဲဖြစ်ဖြစ်ကိုယ့်ဘဝဝန်းကျင်မှာပြင်ဆိုင်လေးဖွင့်ပြီးအပိုဝင်ငွေရှာချင်တာပဲဖြစ်ဖြစ် K2D Electronic ကနေအိမ်သုံးလျှက်စစ်ပစ္စည်းပြုပြင်သည့်တင်နန်းဖွင့်လှစ်လိုက်ပါပြီခင်ဗျာဒီတင်နန်းမှာတော့အိမ်တိုင်းမှာအသုံးအများဆုံးဖြစ်တဲ့ထမင်းပေါင်းပြုပြင်နည်းဘယ်နီပြုပြင်နည်းရင်းနှီးအိုးပြုပြင်နည်းမီးဘူးပြုပြင်နည်းဒွိုင်ယာသပင်လေးပုံဆက်ပြုပြင်နည်းသပင်ဖြောင်းဆက်ပြုပြင်နည်းစပီ1 2 3ပါတဲ့ဘန်ကပြုပြင်နည်းစေပြန်းပုံပြုပြင်နည်းစတဲ့ပစ္စည်းရှင်မျိုးရဲ့ဖြစ်လစ်ဖြစ်ထားရှိတဲ့ပြဿနာများကိုပြတ်တက်သည့်အကြောင်းရင်းများနဲ့စနစ်တကျပြုပြင်နည်းတွေကိုဗီဒီယိုသင်ခန်းစာများနဲ့အသေးစိတ်သင်ကြားပေးထားပါတယ်ဒီသင်တန်းလေးကိုနိုင်ငံဒေသအသီးသီးကနေအင်တာနက်ရှိုံနဲ့တက်ရောက်နိုင်ပြီးအခြေခံလုံးဝမရှိသူများပါလိုက်ပါလှုပ်ဆောင်နိုင်အောင်တေချာရှင်းပြထားလို့အခုပဲသင်တန်းစုံစမ်းရန် Viber နံပါတ်399004841586ကိုဆက်သွယ်လို့ရပါပြီခင်ဗျာ